Viola 3ရှာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Jason ပဲဖြစ်ပါတယ်ဒီနေ့ကတော့ Dynro ဘယ်လိုဆော့ရမလဲဆိုတာတောင်းတထားတဲ့ brother ရဲ့အတွက်ကျွန်တော် Dynro ဆော့နေပြပြသွားမှာဖြစ်ပါတယ် Dynro ဆော့မယ်ဆိုတော့အဓိကအရေးကြီးတာတော့ပူပူကူပါပန်းပါဘာလို့လဲဆိုတော့ပူပူကူပါတည့်ရတဲ့အတိုင်းပဲ Dynro ရဲ့၄ချက်တန်း၅ချက်တန်း hero တွေကိုပြန်ပြီးယူလို့ပဲဖြစ်ပါတယ်ပြီးတော့ဒီကတ်ကတော့ဒီ Dynro ရဲ့ကတ်ကိုပဲယူလိုက်ပါတော့Dynro Commander နဲ့ဒီကတ်ကတော့ဘယ်လိုလုပ်လို့လဲဆိုတော့၃ချက်ကနေ၄ချက်၄ချက်ကနေ၅ချက် hero တွေကိုမြင့်ပေးရပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဖြစ်နိုင်တယ်ဆိုတော့ level တွေကိုစောစီမြင့်တင်ထားဖို့လိုအပ်ပါတယ်အဲ့ဒါမှ၄ချက်တန်း၅ချက်တန်း hero ရစောစီးကြမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ commander တွေကို blessing ပေးတဲ့အချိန်မှာကိုမလိုချင်တယ်ဆိုပြန်ရောက်မှာပေါ့နော်ကိုလိုချင်တဲ့ line up ကိုအရင်ရအောင် build ပါကိုလိုချင်တဲ့ line up နဲ့ blessing ရကကြမှာကျွန်တော်တို့ဒီချပြန်တယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီ state 2 crew round ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ပူပူကူပါကနေပြီးတော့ကတ်တွေပြီးတယ်ပေါ့နော်ကတ်တွေကိုကျွန်တော် transform ကတ်ရရင်တော့ transform ကတ်ယူပါဘေးကကတ်တွေကိုအရင်ဆုံးလှည့်ကြည့်အောင်ပေါ့နော်ပြီးတော့အခုလိုမျိုး crew round ပြီးသွားပြီဆိုရင်3 round တစ်ခါ level လုတ်ပေးတယ်အပေါ်ကအလုံးလေးကကိုတင်လိုက်တဲ့ hero တစ်ကောင်ရဲ့ level တစ်ဆင့် update အပြင်ဟိုမှာကျွန်တော်ကိုသွားနေတဲ့ line up ရဲ့ hero တစ်ကောင်ကိုလည်းပြီးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ recommend ပေးရတော့ဒီအောက်ကအလုံးမှာ3ချက်သို့မဟုတ်4ချက်သို့မဟုတ်5ချက် hero တွေကိုလှည့်ဖို့ recommend ပေးပါတယ်ကျွန်တော်အပေါ်ကအလုံးကိုတော့တေချာတဲ့ hero ကိုပဲတင်ပြီးတော့လှည့်စေချင်ပါတယ်ဥပမာပကွီလိုမျိုးပေါ့နော်ဆိုတော့ပကွီလိုဆိုရင်ကျွန်တော်တို့ KOF ပါမယ် defender ပါတဲ့အတွက် KOF ကိုတင်လိုက်ပြီဆိုရင်ကျွန်တော် Viola ရနိုင်ပါတယ် defender ကိုတင်လိုက်ပြီဆိုရင် ED ရနိုင်ပါတယ်ကျွန်တော်ဒီနေရာမှာမှားသွားတာ Viola ယူလိုက်တင်တယ်ပေါ့နော်အဲ့ဆိုကျွန်တော် Viola 2 star ဖြစ်သွားပြီဗျဆိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းအခုပကွီလိုတင်လိုက်တာပေါ့နော် ED 2 star ဖြစ်သွားပါပြီပြီးတော့ခုနကကျွန်တော် Viola ကိုမယူခဲ့တဲ့အတွက် Viola ကိုရအောင်ပြန်ရှာတယ်ပေါ့နော် Viola 2 star လေးနဲ့ပြန်ထိန်းပါတယ်ကျွန်တော် Dynro နဲ့ဆော့မယ်ဆိုရင်ကျွန်တော်တို့ပတ်ကွီတွေကိုကောက်ဖို့ recommend ပေးတယ်ပဲရရင်ရတယ်လို့ယူထားပေါ့နော်ပြီးတော့ရင်ကျွန်တော် edit ကိုပြန်ပြောင်းလို့ရပါတယ်ပြီးတော့ Dynro ဆော့မယ်ဆိုရင်အဓိကအရေးကြီးတာတော့ကျွန်တော်၅ချက်တန်း hero တွေဘယ်ကောင်တွေကကျန်းနေလဲဆိုတော့ကိုကသိထားဖို့လိုအပ်ပါတယ်အခုလက်တလောကျန်းနေရတော့ edit ကျန်းတယ်ချူကျန်းတယ် Viola ကျန်းတယ်အကင်ကျန်းတယ် Xbox ကျန်းတယ်ပေါ့နော်ပြီးတော့ပဇာနာလည်းကျန်းပါတယ်ဆိုတော့ဒီမှာတွေ့ရတဲ့ကျွန်တော် Viola ကို3 star ရအောင် switch ချလိုက်တယ်ပေါ့နော်ဆိုတော့မလိုအပ်တဲ့ affinity တော့ရောင်းလိုက်တယ် Viola 3 star ရသွားပြီပေါ့နော်ပြီးတော့နောက်တစ် crew round ရောက်တဲ့အချိန်မှာကျွန်တော် capacity ကိုတစ်ခုယူလိုက်တယ်ပြီးတော့ကျွန်တော်လိုအပ်တဲ့ edit ကိုလိုက်ရှာပေါ့နော်ဒါပေမဲ့ဟိုဘက်က edit ကောက်ထားတဲ့ကျွန်တော်ဘလို့မှမရတော့ဘူးပြီးတော့ငါချက်တဲ့ hero ရှာတဲ့အချိန်မှာ hero library ကိုမဖြစ်မနေကြည့်ဖို့မမေ့ပါနဲ့ဘာလို့လဲဆိုတော့ hero library မှာကျွန်တော် hero မရှိဘဲနဲ့ကောက်နေဘလို့မှကိုလိုချင်တဲ့ hero ရမှာမဟုတ်ပါဘူးကျွန်တော်တို့ high rank နေမှာဆိုရင်ကိုလိုချင်တဲ့ hero တွေကိုတစ်ဖက်ကနေပြီးယူထားတာရှိပါတယ်အကယ်လို့ तू ကကိုလိုချင်တဲ့ hero ကိုယူထားတယ်ဆိုရင်ကိုကလက်မြန်မြန်နဲ့မလိုအပ်တဲ့ hero ကိုရောက်ပြီးတော့တခြား5ချက်တည်း3 star ထပ်စုတင်ပါတယ်ကျွန်တော်ညနေ6နာရီတိုင်းမှာလည်း TikTok မှာ stream ရှိပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီ Dynro နဲ့ RAM များများတက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေတယ်ဆိုရင် like and follow လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့